ကျွန်တော်တို့ကဘာကြီးကစိမ့်လန်းတာရပါသည်ဒါပေမဲ့ background မှာတော့ကျွန်တော်ကဘာကြောင့်ကဘာကြီးကအဲ့လိုဖြစ်တာကိုကျွန်တော်ရှင်းပြပေးပါမယ် Global warming ဟာနာရွက်အပင်ရဲ့အစိပ်ပိုင်းတိုင်းကိုထိခိုက်စေတဲ့ပြင်းထန်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။အဲ့ဒါဖြစ်ရခြင်းမှာလေထုထဲမှညဉ့်ညမ်းမှုတွေအရန်များနေလို့ဖြစ်ပါသည်။မြောက်တဲ့တောင်ဝင်ရုံးစွန်းတွေကရေခဲတောင်များပျော်နေပါတယ်။ပူလာဘဲများပန်းကွင်းများနှင့်ဖြန်များသည်သူတို့နေထိုင်သောပတ်ဝန်းကျင်လည်းဆုံးရှုံးရပါတယ်။ဝမ်းမင်းကိုရောရှာစေရန်တစ်ပင်များကိုစိုက်ပေးပါရေထုညဉ့်ညမ်းခြင်းသည်စီးကြောင်းအတွင်းရှိမြေရေကန်သမုဒ္ဒရာရေလွာသို့မဟုတ်အခြားရေထုများတွင်တတဝါများမကြာခဏဇာတုပစ္စည်းများသို့မဟုတ်အာနိသင်စီဝဆိုးမွားများတတုသွင်းများသည်ရှိနေပါသည်အခါဖြစ်ပွားပြီးရေအတွင်းကိုယိုယွင်းစေကလူသားများနှင့်ပတ်ဝန်းကျင်အတွက်အစိတ်သင့်စေပါကျွန်တော်တို့ကဘာကြီးကိုစိမ့်လန်းစွာမထားရင်တတဝါကအစဉ်ပြေနိုင်စွာနေနိုင်ပြီးတတဝါရဲ့ပေါ်များခြင်းတို့လည်းဖြစ်နိုင်ပါသည်ကျွန်တော်တို့ environment ကိုထိန်းသိမ်းဆောင်ရှောက်သင့်ပါသည်စောင့်ရှောက်ရင်တတဝါလူများသည်အန္တရာယ်ရောက်နိုင်ပါသည်ဒီနေ့မှစ၍ environment ကိုထိန်းသိမ်းပါor it will be too late Go Green Myanmar, reuse, reduce, recycle.